ယနေ့ကဘာနဲ့မေတ္တာတရားအလုံးသိကြတဲ့အတိုင်းယနေ့ကဘာရဲ့အခြေအနေကိုလေ့လာသုံးသပ်ကြည့်တဲ့နေပေါ့ကဘာဆိုဒီမှာအဓိကလူသားများရဲ့စိတ်နဲ့သဘောထားတွေကိုလေ့လာသုံးသပ်ကြည့်တဲ့နေတစ်ကမ္ဘာလုံးရဲ့လူသားတွေရဲ့စိတ်အခြေအနေစိတ်နဲ့သဘောထားတွေဟာမြည်တို့မြည်ပုံရှိတယ်ဆိုတာကိုနိုင်ငံမှာရှိတဲ့ကမ္ဘာမှာရှိတဲ့နိုင်ငံတကာရဲ့အနေအထားတွေတခုသုတေသနပြုပြီးခြုံငုံလေ့လာကြည့်တဲ့အကြမ်းပြန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ယနေ့ကမ္ဘာဟာတိုးတက်လာတဲ့နိုင်ငံတွေတဖြည်းဖြည်းများပြားလာပြီးဆင်းရဲဒုက္ခမှလွတ်မြောက်ဖို့ကြိုးပမ်းနေတဲ့နိုင်ငံတွေလည်းတိုးတက်များပြားလာတယ်လို့ဒီလိုပြောနိုင်ငံတိုင်းလူမျိုးတိုင်းဟာတိုးတက်ကြီးပွားဖို့ဆိုတာကိုနေ့စဉ်နဲ့အမျှကြိုးစားလာကြလူသားတွေရဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာလဲတနေ့တခြားများပြားလာမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ဆင်ခြင်သုံးသပ်ကြည့်ရင်ပဲလူသုံးကုန်ပစ္စည်းတွေရဲ့တိုးတက်များပြားလာမှုဟာအလွန်ထင်ရှားလာလူတိုင်းလိုအပ်ချက်တွေဖြည့်ဆွတ်ဖို့ဆိုပြီးလုပ်ငန်းတွေလုပ်ကြရတယ်တိုးတက်လာတာဟာရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကမကောင်းဘူးလားလို့ဆိုကောင်းပါလူတွေဟာသွားရေးလာရေးနေထိုင်ရေးမှာတက်တောင့်ရှိလာကြဆက်သွယ်ရေးတွေလည်းလွယ်ကူလာကြတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တိုးတက်လာတဲ့အခြေအနေတစ်ခုရုပ်ပိုင်းဆိုင်ရာတိုးတက်မှုဟာအလွန်နှင်းမြန်တဲ့အဟုတ်နဲ့တိုးတက်နေလို့လူတွေရဲ့အသုံးဆွဲပစ္စည်းတွေဟာနေ့စဉ်စားဝတ်နေရေးမျှတာမကလူတွေမှာမရှိမဖြစ်ဆိုတဲ့ပစ္စည်းတွေဟာတနေ့တခြားပေါ်များလာနော်ရှင်းတော့ကတော့မရှိမဖြစ်ဆိုတာဟာစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကျန်းမမာရဲ့ဆေးဝါးဓာတ်စာလို့ဒီ၄မျိုးလောက်သာလူတွေမှာမရှိမဖြစ်ဆိုတာမျိုးရှိအခုကစားစရာရှိပြီးတဲ့နောက်မှလည်းမလုံလောက်သေးဘူးနေစရာရှိပြီးတဲ့နောက်မှလည်းမလုံလောက်သေးဘူးဝတ်စရာရှိပြီးတဲ့နောက်မှလည်းမလုံလောက်သေးဘူးမကျန်းမမာဆေးဝါးဓာတ်စာကုစားဖို့ရှိုံနဲ့လည်းမလုံလောက်သေးဘူးလောကမှာခေတ်မီတိုးတက်လာတဲ့လူသုံးကုန်ပစ္စည်းဆိုတာတွေနဲ့လူတွေဟာမရှိမဖြစ်ပစ္စည်းတွေတော်တော်ကိုများပြားလာသည်နဲ့အမျှလူတွေဟာနေ့စဉ်နဲ့အမျှပိုမိုပြီးတော့အလုပ်တွေလုပ်လာကြသည့်အတွက်ကြောင့်ကျိုးပန်းအထောက်မှုတွေများပြားလာပြီးချမ်းသာတဲ့လူတွေကအလွယ်တကူလူသုံးကုန်ပစ္စည်းတွေမရှိမဖြစ်ပစ္စည်းတွေရနိုင်တော့လဲမဖြစ်စေနိုင်သေးတဲ့ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့လက်လန်းမမီတာမျိုးရှိတာဆိုလိုတာကဆင်းရဲသူနဲ့ချမ်းသာသူကွာဟချက်တဖြည်းဖြည်းကြီးမားလာတယ်ဆင်းရဲသူနဲ့ချမ်းသာသူတို့ရဲ့နှစ်ဦးကြားမှာကြီးမားတဲ့ပွဲပြားခြားနားမှုကြီးgapလို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒါကြီးဟာကြီးမားလာတယ်ပေါ့အဲ့ဒီကြီးမားလာတာကိုအကြောင်းပြုပြီးတော့ယနေ့ကမ္ဘာမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေနဲ့ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်ကအများစုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကအနည်းစုအဲတော့ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်က
သူများတကာလို့ချမ်းသာဖို့ဆိုတဲ့လိုချင်ဆန္ဒတွေမကြည့်ဝပဲနဲ့ပို့ပြီးတော့လိုချင်မှုတွေအားကောင်းလာအဲ့ဒီလိုချင်မှုရဲ့နောက်ွယ်မှာဘာတွေဆက်တိုက်ဖြစ်လာတော့ဆိုလိုချင်တာမရသည့်အတွက်ကြောင့်စိတ်ဖိစီးခံစားမှုတွေဖြစ်ပေါ်လာမလိုမုန်းတီးတဲ့ရှင်တွင်းခံစားမှုအမုန်းတရားတွေလည်းပဲကိုမုန်းတာကအစမလိုမုန်းတာမှုတွေဆိုတဲ့ဒေါသတရားတွေကလည်းပဲကြီးပွားလာကြီးထွားလာလောဘကြီးလာတာနဲ့အမျှဒေါသဆိုတာလည်းကြီးထွားလောကကြီးမှာဒါသဘာဝတရားပဲလောဘတွေကြီးလာလို့လောဘရဲ့အလိုကျမဖြည့်စည်းနိုင်ဘူးဆိုလို့ရှိရင်ဒေါသဆိုတာမျိုးဟာဖြစ်ပေါ်လာမြဲတာဖြစ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတဲ့ဒေါသတရားတွေကြောင့်ငြိမ်းချမ်းမှုဟာတဖြည်းဖြည်းရုပ်လျော့ပြက်ပြားလာပြီးလူတွေရဲ့အန္တရာယ်ကင်းမှုငြိမ်းချမ်းမှုဆိုတာဟာလျော့ပါပြီးတော့လာအန္တရာယ်တွေပေါ်များလာတယ်ကမ္ဘာလောကကြီးမှာရာဇဝမှုတွေတဖြည်းဖြည်းထူပြောလာတယ်ဆင်းရဲသူနဲ့ချမ်းသာသူကွာဟချက်ကြီးမားလျားလေးဒီလိုအနေအထားတွေဟာများပြားလာလေဖြစ်လာတတ်တယ်အဲဒီတော့လောကလူသားတွေလိုအပ်ချက်တွေများလာတာဟာအပြစ်တင်စရာတော့မဟုတ်ဘူးကျိုးစားအထောက်ကြလို့လိုအပ်ချက်တွေများလာအဲ့ဒီများလာတဲ့အပေါ်မှာလက်လန်းမမီတဲ့ပုဂ္ဂိုလ်တွေရဲ့လောဘကြီးထွားမှုဖြစ်ပေါ်လာဒေါသတွေဟာနောက်ဆွဲရနေပါလာတတ်ကဘာကြီးဟာငြိမ်းချမ်းမှုပျက်စီးပြီးတော့အန္တရာယ်တွေနဲ့ကြုံတွေ့လာကြရတယ်ဒါလောကရဲ့ဖြစ်စဉ်ခဏလည်းအဲ့ဒီအသွင်မျိုးကိုတွေ့မြင်နေကြတွေ့မြင်နေရသည့်အတွက်ကြောင့်ဒီကြီးမားလာတဲ့ကွာဟချက်ကြီးတစ်ခုနိုင်ငံတကာမှာအမြောက်မြင်ရှိတဲ့ပုဂ္ဂိုလ်တွေကကြီးမားတဲ့ကွာခြားချက်ကြီးကိုလျော်ပါစေဖို့ဆိုပြီးတော့စီမံချက်တွေချပြီးတော့ဆောင်ရွက်ကြ poverty alleviation ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီးတော့ကြိုးပမ်းအထောက်မှုတွေလုပ်လာဒီပြဿနာတွေရှင်းဖို့ပဲအဲ့တော့ဆင်းရဲမွဲတေမှုပပျောက်ရေးဟာကြိုးစားအထောက်မှုအမတန်မှလိုအပ်တဲ့အချက်ဖြစ်တယ်သို့တော့ဆောင်ရွက်ပုံဆောင်ရွက်နည်းကချမ်းသာကြွယ်ဝသူနဲ့ဆင်းရဲမွဲတေသူတွေဒီနှစ်ဦးရဲ့ကွာခြားချက်ကွာဟနေတဲ့အချက်ကိုဘာနဲ့ပေါင်းကူလုပ်ပေးမလဲဆိုတဲ့စီမံချက်ကတော့အလွန်အရေးကြီးတဲ့စီမံချက်တစ်ခုဖြစ်တယ်။မှားရွက်တဲ့စီမံချက်နဲ့လုပ်မယ်ဆိုလို့ရှိရင်ပြဿနာတွေပိုပြီးတော့တက်လာနိုင်စရာရှိတယ်။မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့တဖြည်းဖြည်းကျော်ပါသွားတဲ့ဤစနစ်တွေလူတိုင်းစာဝန်တွေအဆင်ပြေလာအောင်လူတိုင်းကျမ်းမာရေးအတွက်ကုလုံးလာအောင်မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာမိသားစုဘဝမှာပြည့်စုံလာအောင်လုံခြုံလာအောင်ဆိုတာမျိုးဟာချမ်းသာတဲ့ပုဂ္ဂိုလ်တွေပါဝင်ပြီးတော့နိုင်ငံအုပ်ချုပ်တဲ့အစိုးရတွေကပါဝိုင်းဝန်းပြီးတော့မေတ္တာတရားလွှမ်းခြုံထားမယ်ကရုဏာတရားအခြေခံထားပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒီကွာဟချက်ကြီးဟာကြောင်းမဲ့ဖွယ်ရာကောင်းတဲ့ဘေးဆိုးကြီးတစ်ခုလို့မရောက်စေပဲနဲ့အစဉ်ပြေချုံးမွေ့သွားပြီးကွာခြားနေတော်လည်းပဲထိုကဲ့သို့ကွာဟခြားနားနေတော်လည်းပဲတဦးနဲ့တဦးလက်တွဲညီညာမျှဝေခံစားတတ်လာပြီဆိုလို့ရှိရင်တော့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီး
အစဉ်ပြေပြီးငြိမ်းချမ်းတဲ့ကဘာမျိုးဖြစ်လာမှာလို့မျှော်လင့်ရဒါဖြင့်အဲ့ဒီကွာဟချက်တွေကိုဖြစ်စေနိုင်ဖို့လို့ဆိုတာဟာအရေးကြီးဆုံးကတော့လောကလူတွေရဲ့ပစ္စည်းတွေကိုအကုန်ဖြည့်ပြည့်ုံနဲ့လုံလောက်သလားဆိုမလုံလောက်ဘူးတရားလောဘဆိုတာအဆုံးသတ်တယ်လို့မရှိဘူးချမ်းသာတဲ့လူကလည်းပိုချမ်းသာခြင်းနဲ့ဆင်းရဲတဲ့လူကလည်းချမ်းသာခြင်းနဲ့ချမ်းသာလာလို့ရှိရင်လောဘဟာရပ်တန့်သွားမလားဆိုမရပ်တန့်ဘူးဒီတည်းပိုချိုးချမ်းသာဖို့ပဲကြိုးစားမယ်တရားရည်ရဲ့ဆန္ဒကိုကဒုက္ခိဒုက္ခံပတ္တယတိဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းဒုက္ခကိုမျှော်လင့်တာပဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကိုမျှော်လင့်တယ်ဒုက္ခိဘေယောပိအိစ္ဆတိချမ်းသာဒုက္ခရထားတဲ့ပုဂ္ဂိုလ်ကလည်းပို့ချမ်းသာဖို့မျှော်လင့်တယ်နှစ်ဦးလုံးဟာမျှော်လင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီမျှော်လင့်ချက်တွေမဖြည့်ဆည်းနိုင်ဘူးဆိုလို့ရှိရင်တော့လောကကြီးဟာဆင်းရဲတွင်ကိုကဘာကြီးဟာ6ကဘာကြီးအတွင်ကြာရောက်ပြီးတော့ငြိမ်းချမ်းမှုတွေယိုယွင်းပျက်စီးလို့တခဏတာများကြုံရတဲ့လူဘဝကြီးဟာအတိတ်ကင်းမဲ့ပြီးဆင်းရဲဒုက္ခနဲ့ကြုံသွားနိုင်တယ်အဲ့ဒါကိုဖြေရှင်းနိုင်တဲ့အခြေခံကစတဲ့တခုတည်းသောနိလန်းဟာမေတ္တာတရားပဲဖြစ်တယ်ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်းဆင်းရဲတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားနိုင်မယ်မေတ္တာဆင်းရဲသားတွေကလည်းချမ်းသာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားနိုင်တဦးနဲ့တဦးဒီနှစ်ခုကြားအလွန်ကွာဟနေတဲ့ချီးမားလာတဲ့ gap ကြီးကိုမေတ္တာနဲ့ဖြည့်ဆည်းပြီးပေါင်းကူးတရားလုပ်လိုက်မယ်ဆိုရင်မေတ္တာပေါင်းကူးနဲ့ကူးထားမယ်ဆိုရင်အပြန်အလှန်နားလည်မှုတွေနဲ့ချမ်းသာတဲ့လူကိုမှီပြီးတော့ဆင်းရဲတဲ့လူကလည်းစာဝတ်နေပြည့်စုံလာမယ်ဆင်းရဲတဲ့လူဟာချမ်းသာတဲ့လူကိုမှီပြီးတော့ပြည့်စုံလာသလိုပဲချမ်းသာတဲ့လူကလည်းဆင်းရဲတဲ့ပုဂ္ဂိုလ်တွေနဲ့လက်တွဲညီညာလောက်ကံရသဖြင့်မိမိတို့ရဲ့ချမ်းသာကြွယ်ဝမှုဟာတိုးတက်လာမှာဖြစ်တယ်။တုံးနဲ့တူမေတ္တာချင်းဖလှယ်ပြီးတော့လက်တွဲညီညာသွားမယ်ဆိုရင်အစမပြေတဲ့ကဘာကြီးအနေအမြင့်ဖြစ်နေတဲ့ကဘာကြီးဟာငြိမ်းချမ်းသာယာလာနိုင်တယ်လို့ဆိုတာဟာယုံမှမရှိအောင်မြင်ကြီးပွားနိုင်ဒီနိမတစ်ပါးတစ်ဖားတခြားနည်းတွေနဲ့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်side effect လို့ခေါ်တဲ့မမျှော်လင့်တဲ့ဘက်ကအခြေအနေဆိုးတွေဖြစ်ပေါ်လာနိုင်ဘေးအတွက်ဆိုးကျိုးလို့ကိုမျှော်မှန်းတဲ့စီကမဖြစ်လာမမျှော်မှန်းတဲ့အရာတွေဖြစ်ပေါ်လာလောကလူတွေဟာကောင်းတယ်လို့စီမံချက်ချလိုက်တာအဲ့ဒီစီမံချက်ကြောင့်ပို့ပြီးတော့ဆိုးလာတဲ့အနေအထားမျိုးတွေ side effect ဆိုတာဖြစ်တာမနေ့ကတည်းကစကားပြောရင်းနဲ့ဘာတစ်ခုကြားရတော့ဆိုနိုင်ငံတနိုင်ငံမှာကြွက်တွေများပြားတောင်းကျမ်းလာတဲ့အခါကျကြွက်နှိမ်နှင်းရေးဆိုတဲ့စီမံချက်တစ်ခုကိုချလိုက်တယ်ကြွက်နှိမ်နှင်းရေးစီမံချက်ဘာလို့တုံးဆိုဘယ်သူပဲဖြစ်ဖြစ်ကြွက်အမီတမီရအောင်ရှာနိုင်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ထိုက်တဲ့နဲ့ဆုချကြွက်အမီကိုစီမံချက်ချတဲ့အစိုးရဝယ်တယ်ပေါ့ကြွက်ပပျောက်အောင်လုပ်တာအမှန်တော့ကြွက်တတ်လို့မပြောဘူးကြွက်အမီကိုလာပြီးတော့ပေးနိုင်တယ်ကြွက်တကောင်ဘလောက်နှုံးနဲ့ဆိုတာမျိုးပေါ့ကြွက်အမီလေးကိုလာပြီးတော့ပြမယ်ဆိုလို့ရှိရင်ဆုငွေချတယ်စီမံချက်နဲ့ကြွက်တွေပပျောက်သွားအောင်စီမံတာပဲစီမံတော့စီးပွားရေးသမားကဘာလုပ်တော့ဆိုရင်တနေရာမှာကြွက်တွေမွေးပြီးတော့အမီးကိုဖြတ်ပြီးတော့ရောင်းဝယ်တယ်နော်အမီးတွေဖြတ်ပြီးတော့လာပို့တဲ့အခါကျသူ့နိုင်ငံကြွက်က2ဆ3ဆ10ဆမကများသွားကြွက်မွေးမြူရေးလုပ်တယ်လို့ဖြစ်သွားကြွက်ပပျောက်အောင်လုပ်ရင်းကနေပြီးတော့ကြွက်မွေးမြူရေးဖြစ်သွားတယ်
ဒါကို side effect လို့ခေါ်တယ်။လုံတုံးကတော့ကြွက်ပပြောင်းအောင်ဆိုပြီးလူတိုင်းကြွက်ရှာကြွက်ကိုတတ်ကြွက်အမီးကိုလာပို့ဒီလိုလုပ်ရတာနေပြီးတော့ကြွက်မွေးပြီးတော့ကြွက်အမီးကိုဖြတ်ရောင်းတဲ့လူနဲ့ကြုံတဲ့အခါကျတော့အဲ့ဒီနိုင်ငံဟာကြွက်တွေဟာမနိုင်မနှင်းဖြစ်အောင်များတယ်အဲ့ဒါကိုဘေးထွက်ဆိုးချိုးလို့ခေါ်တယ်စီမံချက်တစ်ခုဟာအင်မတန်မှစဉ်းစားရကဘာဦးကာလာတုန်းကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်တွေကိုတပြည့်အုပ်ချုပ်တဲ့ဘုရင်တွေကအစဉ်အလာရဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုသိပ်ပြီးတော့ချမ်းသာတဲ့လူတွေနဲ့ကွာဟမသွားအောင်သာဝနေပြည်လေအောင်ဆိုပြီးတော့ထောက်ပံ့ခြင်းငွေပေးလိရှိကြအဲ့ဒီထောက်ပံ့ငွေပေးတဲ့ပေးကမ်းမှုကြီးကိုဘုရင်ကရပ်ဆိုင်ပြစ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုငကိုပေးနေတဲ့အခါမှာဆင်းရဲတဲ့ပုဂ္ဂိုလ်သိပ်မရှိဘူးဘုရင်စီကအထောက်ပံ့ရနေသည့်အတွက်ကြောင့်သာဝနေပြည်လဲနေကြထောက်ပံ့တဲ့ငွေကြေးတွေကိုရပ်ဆိုင်လိုက်တဲ့အခါကျတော့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကသာဝနေမပြည့်မစုံဖြစ်လာတော့ဝဝလင်းလင်းစားနေကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမနာလိုစိတ်တွေများပြားလာပြီးတော့စိတ်တစိတ်ခိုးယူမှုဆိုတဲ့ဖောက်ထွင်းမှုဆိုတဲ့အဒိဏဒါနခိုးမှုကိစ္စကြီးဟာသူတို့ကကျွလွန်ပြုတာချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းကိုခိုးယူတယ်ဆိုတဲ့ရာဇဝမှုတစ်ခုကိုစတင်ပြီးတော့ကျွလွန်လာလှုပ်တဲ့လှုပ်တိုက်တာကိုမလှုပ်သည့်အတွက်ကြောင့်ဒီခိုးမှုဆိုတာပေါ်လာတဲ့အခါမှာဘုရင်ကြီးကဘာကြောင့်ခိုးလဲဖမ်းပြီးတော့စစ်ဆေးတာငကိုယ်တော့ကခိုးမှုမပေါ်အောင်ပင်ကိုကထိန်းခဲ့ရမှာမထိန်းမဲနဲ့ခိုးမှုပေါ်လာတဲ့အခါကျမှဘာကြောင့်ခိုးတာတော့ဆိုတာမေးတော့သာဝနေမပြေလဲလို့ခိုးတာပါလို့ဆိုသူ့အနေနဲ့ကတော့ဒီကောင်သာဝနေပြေလဲသွားရင်ခိုးမှာမဟုတ်ဘူးလို့ဒီလိုတွေးတယ်ရိုးပဲတွေးတယ်အဲ့ဒီပြဿနာကိုဘာနဲ့ဖြေရှင်းလိုက်တုံးဆိုခိုးတဲ့လူကိုဖမ်းပြီးတော့နောက်မင်းမခိုးနဲ့သာဝနေပြည့်စုံအောင်ဘုရင်ကအဲ့ဒီကြတော့ငွေတော်ထုတ်ပေးလိုက်တယ်ဒီပြဿနာအေးသွားပြီလို့ထင်တာဘေးကကြားတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုဖြစ်တုံးခိုးလို့ဆူချတယ်လို့ဒီလိုဖြစ်သွားနော်ငါလည်းခိုးမယ်သူလည်းခိုးမယ်နဲ့ဆိုပြီးတခိုးတွေများလာဘုရင်ကခိုးရင်ဆူချတယ်လို့လူတွေရဲ့စိတ်ထဲမှာအဲ့လိုဖြစ်သွားနောက်မှလှုပ်တဲ့အခါကျတော့ဘေးထွက်ဆိုးချိုးဆိုတာဖြစ်လာဖြေရှင်းလို့မရတော့ဘူးဖြေရှင်းလို့မရဘူးဒါအလွန်တတိထားစရာကောင်းတဲ့ကိစ္စတစ်ခုနိုင်ငံတနိုင်ငံမှာတော့သဘောတကန်နေနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ဆိုပြီးတော့လက်နဲ့ကင်ဆွဲတဲ့သဘုံနေနဲ့ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာသူတို့ကိုအခွင့်အရေးပေးလိုက်တဲ့အခါကြံတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဘယ်လိုလုပ်ဘာတွေဖြစ်လာအခွင့်အရေးတွေများများရသွားလက်နဲ့ဆွဲကင်တဲ့သဘုံတွေကလက်နဲ့ချမယ်ငြိမ်းချမ်းမယ်ဆိုရင်အခွင့်အရေးတွေရလာကြံတဲ့လူတွေရဲ့စိတ်ထဲမှာဘယ်လိုဖြစ်တုံးသဘုံလှုပ်စားရင်ချက်ချင်းကြီးပွားတယ်လို့ဒီလိုထင်သွားဒါကိုဘေးထွက်ဆိုးချိုးလို့ခေါ်တယ်နော်အလွန်စဉ်းစားစရာကောင်းတယ်အလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်သူတို့စိတ်ထဲမှာဘေးကလူတွေရဲ့အမြင်မှာဘာဖြစ်ဟေးသဘုံလုပ်ပြီးလက်နဲ့ချလိုက်လို့ရှိရင်တော့သေချာပေါ့တိုက်နဲ့ကားနဲ့စီးပွားဥစ္စာပြည့်ပြည့်ဝဝရမှာဆိုလူတွေရဲ့စိတ်ထဲမှာဘာဖြစ်သဘုံလုံးချင်တဲ့စိတ်ပေါက်တာဒါတကယ်ဖြစ်တာမျိုးတွေဖြစ်လာတယ်လောကside effect လို့ခေါ်တယ်အဲ့ဒါမျိုးနဲ့နောက်ကျပြီးမှဖြေရှင်းမယ်ဆိုလို့ရှိရင်ဒီပြဿနာဟာမဆုံးနိုင်တဲ့ပြဿနာကြီးတစ်ခုဆင့်ပွဲဆင့်ကဲနဲ့ဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့ကျွတ်တင်လုံးသိတဲ့ကိစ္စတွေဟာကျွတ်တင်လုံးပြီးတော့အလုံးကိုတတိထားပြီးတော့ side effect မဖြစ်အောင်စီမံဆောင်ရွက်မှကြွက်မီးရောင်းတယ်လို့မျိုးဖြစ်လာမယ်တော့ကြ
ကျွတ်တွေမွေးလာကြအဲ့ဒါမျိုးဒီစီမံကိန်းမျိုးကအလုံးကိုသတိထားရမယ်စီမံကိန်းမျိုးပဲနောက်ဆက်တွဲဘာဖြစ်လာနိုင်သလဲဒါလို့ရင်ဘာဖြစ်လာနိုင်သလဲဆိုတဲ့ဖြစ်လာနိုင်တဲ့အခြေအနေတွေရက်ကိုဆင်ញင်သုံးသပ်ပြီးမှသာလေလုပ်ငန်းတစ်ခုစီမံချက်တစ်ခုကိုချရမှာဖြစ်အလွယ်တကူချပြီးဆောင်ရွက်လိုက်တာနဲ့တပြိုင်နက်ဖြေလို့မရတဲ့အနေအထားမျိုးတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုနောက်ကနေတက်လာဒါတစ်ခုဖြေလိုက်တာနဲ့နောက်တစ်ခုကတက်လာနောက်တစ်ခုဖြေလိုက်တာနဲ့တက်လာနော်ကျမရေးပညာအသိပေးမှုသိမရှိပဲနဲ့ဘာလုပ်လဲယောဂတစ်ခုတိုးလာရင်ဆေးတစ်မျိုးဖော်ထုတ်လိုက်အဲ့ဒီဆေးတောက်တဲ့အခါဆေးကစိုက်တဲ့ဖက်ဖြစ်တော့ယောဂတစ်ခုထပ်ဝင်လာပြန်နောက်ဆေးတစ်မျိုးထပ်ဖော်ရပြန်ပြီအဲ့ဒီနောက်ဆေးမှလည်းပဲစိုက်တဲ့ဖက်ရှိတဲ့အခါကျတော့ယောဂတစ်မျိုးထပ်ဖြစ်လာပြန်တယ်နောက်ဆေးတစ်မျိုးဖော်ရပြန်ပြီအဲ့တော့ဆေးဖော်ရင်ယောဂပေါ်ရင်ဆေးယောဂပေါ်လိုက်ဆေးဖော်လိုက်ယောဂပေါ်လိုက်ဆေးဖော်လိုက်နဲ့ဆေးနဲ့ယောဂဟာပြေးတန်းလိုက်တန်းကစားနေတဲ့အနေအထားမျိုးရောက်သွားမပြောင်းနိုင်တဲ့အနေအထားမျိုးဖြစ်သွားနော်ဒါကြောင့်မလို့ဆိုကြတယ်ကုသခြင်းနဲ့ကာကွယ်ခြင်းကကောင်းတယ်လို့မဖြစ်ခင်ကကြိုတင်ပြီးတော့ကျမကြီးပညာတွေပေးထားလို့ဖြစ်လာမှကုစားခြင်းဟာစိုက်တဲ့ဘက်တွေကိုဖြစ်ပေါ်ဖိတ်ခေါ်ထားတယ်လို့ပြဿနာတွေကိုဖိတ်ခေါ်ထားတယ်လို့ဖြစ်တတ်တယ်ဆိုတာအင်တန်မှတတိထားပြကောင်းတဲ့အချက်တစ်ခုပဲပေါ့ယနေ့ကဘာမှာတကယ်ဖြည့်ရှင်းလို့အမှားမရှိတဲ့ဖြည့်ရှင်းနည်းကတော့မေတ္တာတရားပဲဖြစ်တယ်ပေါ့အကယ်၍လူသားတိုင်းမေတ္တာတရားအခိုင်အမာထားနိုင်ကြမယ်ဆိုရင်ဘာပြဿနာမှတက်လာကြအကြောင်းမရှိဘူးဒါကြောင့်မို့မေတ္တာတရားကိုအခြေခံထားပြီးတော့ဖြည့်ရှင်းမှုအမုန်းတရားတွေကိုလျှော့ချဖို့အမုန်းတရားတွေကိုလျှော့ချဖို့အတွက်လောဘတွေကိုလည်းလျှော့ချဖို့အလုံးလောကကြီးမှာလူတိုင်းဟာတဘောတခဏပဲနေကြတာအလုံးဟာကိုယ်ပိုင်တဲ့ပစ္စည်းတွေဟာလည်းပဲတခဏပဲပိုင်ဆိုင်ကြတယ်ကိုယ်ရှိကကိုယ့်ရဲ့ဘိုးဘွားမိဘတွေသူတို့ရှာဖွေစုဆောင်းထားခဲ့တယ်သူတို့ပိုင်ဆိုင်တဲ့မြေတွေယာတွေခြံတွေတိုက်တာတွေရွှေတွေငွေတွေအလုံးဟာအမွေပေးပြီးတော့ကြောက်ွယ်သွားကြတာတွေကြီးပဲအကုန်အဲ့ဒီသဘောတရားတွေကိုဆင်ញင်စဉ်းစားပြီးမိမိရရှိလာတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာမေတ္တာတရားနဲ့အများအတွက်သုံးချမယ်အများကလည်းပဲသူတို့ကြိုးစားလို့သူတို့လုံလဝိရိယနဲ့သူတို့ရဲ့ကောင်းမွန်တဲ့ကံတရားတွေကြောင့်ကုသိုလ်ကောင်းမှုတစ်ချိန်ကလုပ်ခဲ့ကြလို့အကျိုးပေးတာတို့တွေမနာလို့မရှုစိတ်ဖြစ်เสียမလို့သူတို့ကိုမိခိုပြီးသူတို့ရဲ့အကျိုးစီးပွားကိုတို့တွေဆောင်ရွက်ရင်းနဲ့တို့ရဲ့စာဝတ်နေလည်းပြည်လည်မယ်လို့ဆင်းရဲသူများကလည်းဒီလိုစိတ်ထဲမှာမေတ္တာထားချမ်းသာတဲ့လူတွေကလည်းတို့ရလာတဲ့ပစ္စည်းဟာအများအတွက်ဖြစ်စေမယ်လိုအပ်တဲ့ပုဂ္ဂိုလ်တွေကိုဖြည့်ဆည်းပေးမယ်ဆိုတဲ့မေတ္တာထားအဲ့ဒီလိုမေတ္တာထားပြီးတော့အပြန်အလှန်လက်တွဲညီညာကုစားသွားကြမယ်ဆိုလို့ရှိရင်ဘဝခရီးရဲ့မညီညာမှုတွေအဖုအထစ်တွေအားလုံးပြေချောသွားမှသာဖြစ်တယ်ပေါ့မေတ္တာဆိုတဲ့ပေါင်းကူဘလောက်ပဲကြီးမားတဲ့ကွာခြားချက်ကြီးပဲဖြစ်ဖြစ်ဘလောက်ပဲနဲ့ဆိုင်တဲ့၆ကဘာကြီးပဲဖြစ်ဖြစ်မေတ္တာပေါင်းကူတရားနဲ့ကုဆိုင်ပဲဆိုလို့ရှိရင်အရာရာဟာချောပြေသွားမှာပဲဖြစ်တယ်အရေးကြီးဆုံးကအမုန်းတရားတွေကိုလျှော့ချဖို့မေတ္တာဘာဝနာပွားများအထုတ်တဲ့နဲ့ဒါကဘုရားမြတ်စွာရဲ့အဆုံးအမနဲ့ဖြည့်ရှင်းခြင်းသာဖြစ်တယ်ပေါ့မေတ္တာတရားဆိုတာဟာလူတိုင်းနဲ့တင့်တော်လို့ယနေ့ကဘာကြီးမှာအမုန်းတရားတွေအလွန်များပြားပြီးတော့လားအမုန်းတရားလို့ဆိုတဲ့နေရာမှာဘာသာချင်းမတူတဲ့ပုဂ္ဂိုလ်တွေအတွင်းမှာလဲမုန်းနေကြ
စီးပွားဥစ္စာပြိုင်ဘက်တွေအတွင်းမှာလည်းမုန်းတီးကြဆင်းရဲသူနဲ့ချမ်းသာသူချမ်းမှာလည်းမုန်းတီးကြလူမျိုးတူနဲ့တူနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာလည်းမုန်းတီးကြဆိုတဲ့ဒီအုပ်စုလိုက်ဂရုတွေချားမှာအမုန်းပွားနေခြင်းဟာမေတ္တာတရားခန်းချောက်လာခြင်းပဲဖြစ်တယ်ပေါ့အကယ်၍သာမေတ္တာတရားထားနိုင်ကြမယ်ဆိုလို့ရှိရင်အမုန်းပွားစရာဘာမှမရှိဘူးအမုန်းတရားပျောက်ကင်းသွားအောင်မေတ္တာဘာဝေတ္တဗဒေါသတပဟာနာယဒေါသတပဟာနာယအမုန်းစိတ်တွေရန်လိုစိတ်တွေဖယ်ရှားပြစ်နိုင်ဖို့အတွက်မေတ္တာဘာဝေတ္တဗမေတ္တာကိုကိုယ်စိတ်ထဲမှာဖြစ်ပွားစေရမယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာဆောင်ရွက်ကြမယ်လူတိုင်းဟာဒါဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာခြင်းဟာဘာသာတရားတစ်ခုမဟုတ်ဘူးဘုရားရဲ့အဆုံးအမကိုလိုက်နာခြင်းဟာသဘာဝရဲ့အဆုံးအမကိုလိုက်နာခြင်းဓမ္မကိုလိုက်နာခြင်းသုံးခြင်းသာဖြစ်တယ်လူတိုင်းဟာအသက်ရှင်နေတာအစာစားလို့အသက်ရှင်တာအဲ့ဒီအစာစားသလိုပဲမေတ္တာပွားတာဆိုတာဘာသာတရားနဲ့သက်ဆိုင်ခြင်းမရှိဘဲနဲ့သဘာဝတရားနဲ့ဒါသက်ဆိုင်တယ်လူတွေဟာတန်ရှင်းလက်ဆက်တဲ့လေကိုရှူရှိုက်လိုက်တဲ့အခါမှာကျမ်းမာရေးအတွက်ထောက်ကူစိတ်အားတွေလန်းဆန်းလို့ခန္ဓာကိုယ်တွေပင်ပန်းနွမ်းနယ်မှုတွေပျောက်ကင်းလို့ကျမ်းမာတန်ဆွမ်းမှုကိုလက်ဆက်တဲ့လေကနေဖြစ်ပေါ်စေတယ်လို့ပဲမေတ္တာစိတ်ဓာတ်ထားလိုက်မယ်ဆိုရင်ကွဲပြားခြားနားနေတဲ့ကွဲပြားခြားနားမှုကိုအကြောင်းပြုပြီးတော့ဖြစ်နေတဲ့တဝုတဝုမုန်းတီးခြင်းရန်လိုခြင်းဆိုတဲ့ဒီဒေါသတရားတွေဟာပြည့်ငြိမ့်ပြီးအားလုံးအပြန်အလှန်မေတ္တာထားပြီးတော့ကဘာကြီးဟာငြိမ်းချမ်းမှုကိုလျင်မြန်စွာရရှိသွားနိုင်တာပေါ့အဲဒါကြောင့်မို့လို့လူတိုင်းအတွက်လိုအပ်ဆုံးအရာတစ်ခုဟာမေတ္တာတရားပဲဖြစ်တယ်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်မျိုးမွေးတာမိတ်ဆွေတယောက်ကမိတ်ဆွေတယောက်ပေါ်မှာထားတဲ့စိတ်ဓာတ်ဟာမေတ္တာပဲမေတ္တာဆိုတာပါဠိစကားပါဠိဝေါဟာရမေတ္တာအဲ့ဒီမေတ္တာဆိုတဲ့ပါဠိဝေါဟာရရဲ့မူရင်းကဘယ်ကလာတာတော့ဆိုမိတ္တဆိုတဲ့စကားလုံးကလာမိတ္တဆိုတာမိတ်ဆွေအပေါင်းအသင်းခင်မင်သူတွေမိတ္တမိတ်ဆွေတွေဖြစ်ကြတယ်အပေါင်းအသင်းတွေဖြစ်ကြရင်းနှီးသူအဲ့ဒီရင်းနှီးသူအချင်းချင်းမိတ်ဆွေအချင်းချင်းရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တာအဲ့ဒီစိတ်ဓာတ်ကိုကိုယ်တဏ္ဍာမှာအခိုင်အမာထားဖို့လိုအပ်တယ်မေတ္တာပွားတယ်ဆိုတာမေတ္တာစိတ်ဓာတ်ကိုကိုယ့်ရဲ့နှလုံးသားထဲရောက်အောင်လုပ်ခြင်းအခိုင်အမာတည်ဆောက်ခြင်းကိုဆိုလိုတယ်မေတ္တာပုံလေးရွတ်ယုံနဲ့မေတ္တာပွားနေတယ်လို့ဒီလိုပြောတာမဟုတ်ဘူးစိတ်ကနေပြီးတော့မှစိတ်ထဲမှာမေတ္တာခိုင်မာသွားဖို့အောင်ကြိုးစားဖို့လိုအပ်တယ်ကိုယ်စိတ်ထဲမှာကိုယ့်ကိုဒီသုံးသပ်ပြီးတော့ကြည့်ကိုယ့်ဘာကိုယ်ဆင်ញင်သုံးသပ်ပြီးတော့ကြည့်ငါရဲ့နှလုံးထဲမှာအမုန်းတရားတွေရှိသလားလို့ဆိုတာကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ကြည့်နှလုံးသားထဲမှာဘယ်သူကိုပဲကြည့်လိုက်ကိုမုန်းတဲ့ပုဂ္ဂိုလ်ရှိသလားနောကကိုနဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်ပေါ်မှာစိတ်တွေဘယ်လိုထားသလဲကိုမှရန်သူတွေရှိသလားရှိတဲ့ရန်သူပေါ်မှာစိတ်ဘယ်လိုထားသလဲကိုနဲ့ခင်မင်တဲ့ပုဂ္ဂိုလ်ရှိသလိုကိုနဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကိုနဲ့မသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေပေါ်မှာငါရဲ့စိတ်တွေသဘောထားဘယ်လိုရှိသလဲလို့ကိုစစ်ဆေးပြီးတော့လေ့လာသုံးသပ်ကြည့်ရလေ့လာသုံးသပ်ကြည့်medical check up လုပ်ပြီးတော့ကျန်းမာရေးကိုဆန်းစစ်ကြည့်တယ်လို့ပဲကိုယ်စိတ်ကိုလည်းပဲအဲ့ဒီလိုစစ်ဆေးလေ့လာပြီးတော့အဖြေရှာကြည့်တဲ့နေပေါ့ငါမှမုန်းတဲ့ပုဂ္ဂိုလ်တွေဘယ်နှယောက်ရှိသလဲဘယ်ပုဂ္ဂိုလ်မျိုးတွေကိုငါမကြိုက်တယ်လဲမုန်းတယ်လဲငါရဲ့မုန်းမှုတိုင်းတာဟာဘယ်လောက်ထိအောင်ကြီးမားတယ်လဲတမန်အားဖြင့်မတဲ့ယုံမလားသူ့ပေါ်မှာသူ့ကိုမြင်စိတ်ထဲကမတဲ့ယုံမဲလားတို့မို့ဘာလို့ချင်တဲ့စိတ်တွေပေါက်တယ်လဲဆိုတာကအစကိုယ့်ရဲ့
စိတ်ဓာတ်အနေထားတွေကိုလေးလာသုံးသပ်ပြီးကြည့်ရအဲ့လိုသုံးသပ်ကြည့်လို့အဖြေထုတ်လာပြီငါမှမုန်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးပေါ်မှာတိခဏ်ဉာဏ်ခွင့်လွှတ်ခြင်းရှိတယ်မိတ်ဆွေအပေါ်မှာထားတဲ့စိတ်ဓာတ်လို့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ပေါ်မှာစိတ်ဓာတ်ထားနိုင်ရလားလို့ကိုယ့်ကိုယ်စဉ်းကျင်သုံးသပ်ကြည့်မသိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာရောအဲ့ဒီစိတ်ဓာတ်မျိုးမွေးနိုင်သလားမမွေးနိုင်သေးဘူးဆိုလို့ရှိရင်အေးလေ့ကျင့်ရမယ်ပုဂ္ဂိုလ်၄မျိုးခွဲကြည့်လိုက်၄မျိုးခွဲကြည့်လိုက်ဆိုတာအပုံ၄ပုံပုံကြည့်လိုက်တစ်ပုံကမိမိကိုယ်တိုင်နံပါတ်1ကမိမိကိုယ်တိုင်ထားလူတွေဟာကိုယ့်ကိုအလေးပေးတတ်တဲ့အကျင့်ရှိလို့ကိုယ်ကတစ်ပုံထားနံပါတ်1နံပါတ်2ကကိုယ်နဲ့ခင်မင်တဲ့မိတ်ဆွေနံပါတ်3ကကိုယ်နဲ့မသိတဲ့သိတော်လဲခင်မင်မှုမရှိတဲ့မြင်ဘူးယုံကြားဘူးယုံရှိတဲ့ပုဂ္ဂိုလ်ထားနံပါတ်4ကျတော့ကိုယ်နဲ့မတည့်တဲ့ရန်သူကိုယ်နဲ့ဆန့်ကျင်မဲ့လုပ်နေတဲ့ပုဂ္ဂိုလ်နံပါတ်4ထားလိုက်၄မျိုးခွဲခြားပြီးတော့ကြည့်လိုက်တယ်အဲ့ဒီလို၄မျိုးခွဲခြားပြီးတော့ကိုယ်စိတ်ကိုလေ့ကျင့်ရမှာဘယ်လိုလေ့ကျင့်ရမှာကိုပြန်ပြီးတော့လေ့ကျင့်တဲ့အခါမှာကိုယ့်ရဲ့စိတ်ချမ်းသာကြွယ်ဝမှုကိုယ့်ရဲ့အစဉ်ပြေမှုစဉ်းစားလိုက်တိုင်းလူတွေဟာကိုယ့်ကိုအစဉ်ပြေခြင်းကြချမ်းသာကြွယ်ဝခြင်းကြချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ငါချမ်းသာပါစေငါအစဉ်ပြေပါစေငါကြီးပွားတိုးတက်ပါစေဆိုတာလူတိုင်းကအဲ့ဒီစိတ်ဓာတ်ပြေဝရှိတယ်အဲ့တော့ကိုယ့်ရဲ့ချမ်းသာလိုမှုကိုယ့်ပေါ်မှာအစဉ်ပြေလိုမှုဆိုတဲ့ဒီစိတ်ဓာတ်ကိုယ်တဏ္ဍာမှာအခြေခိုင်လောက်တည်ထီအောင်လိမ့်လာသုံးသပ်ပြီးတော့ထားပြီးအဲ့ဒီစိတ်ကလေးကိုကိုယ်နဲ့ချစ်ခင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ်မှာ transfer လုပ်ကြည့်လိုက်သူ့ပေါ်ပြောင်းပြီးတော့တင်ကြည့်လိုက်ကိုယ်နဲ့ဓာတ်တူဖြစ်သွားသလားသို့မဟုတ်တစ်ဆင့်ရော့သွားသလားကိုကြီးပွားခြင်းနဲ့စိတ်အဲ့ဒီကိုကြီးပွားတိုးတက်ခြင်းနဲ့စိတ်ကလေးကိုကိုမိတ်ဆွေပေါ်မှာလွှဲပြီးတော့တင်ကြည့်လိုက်စိတ်ထဲမှာအာယုန်နဲ့တင်ကြည့်လိုက်ကိုကြီးပွားတိုးတက်ခြင်းသလားကိုမိတ်ဆွေကြတော့ကြီးပွားတိုးတက်မှုကိုမလိုလားသေးဘူးဆိုရင်ကိုမေတ္တာတစ်ဖက်သားပေါ်မှာမရောက်သေးဘူးဆိုတာသိချသွားအဲ့ဒါကြောင့်မလို့ကိုကြီးပွားတယ်လို့သူ့ကိုလည်းကြီးပွားစေခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်လာသည့်အထိအောင်ပြန်ပြီးတော့လေ့ကျင့်လိုက်တဲ့အခါကိုယ်နဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုယ်နဲ့နှစ်ဦးမခြားတဦးတည်းကဲ့သို့ကွဲပြားခြားနားမှုမရှိတဲ့စိတ်နေသဘောထားတစ်ခုရသွားတယ်ကိုကြီးပွားတယ်လို့ကိုစားရင်စားတယ်လို့ကိုနေရင်နေတယ်လို့ရွှေနှစ်ပြားကိုကတ်လိုက်တဲ့အခါဆက်လိုက်တဲ့အခါမှာရွှေသားနှစ်ချက်ဆက်လိုက်တဲ့အခါမှာကွဲပြားခြားနားမှုမရှိတယ်လို့စိတ်ဓာတ်အနေနဲ့လုံးဝတူညီတဲ့အနေအထားတစ်ခုရသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်တက်မယ်တစ်ကနေနှစ်ပြောင်းတာအောင်မြင်သွားပြီလို့ဒီလိုပြောအဲ့ဒီကြတော့ဘာကြိုးစားနှစ်ကနေ3ကိုပြောင်းကြည့်ကိုယ်ရဲ့ကိုမိတ်ဆွေရဲ့ပေါ်မှာထားတဲ့စိတ်နေသဘောထားတွေဟာကိုယ်နဲ့မသိတဲ့ဒဇိမ့်တရားအပေါ်ခင်မင်းချင်းမုန်းတီးခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီပုဂ္ဂိုလ်တွေပေါ်မှာပြောင်းပြီးတော့တင်ကြည့်လိုက်ငါလိုအစဉ်ပြေပါစေပြောင်းပြီးတင်ကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့မေတ္တာဆူရှားမှုဟာနှိမ့်ချနေသေးတယ်ဆိုရင်မအောင်သေးဘူးအဲ့ဒါကိုတင်ကြည့်လိုက်တဲ့အခါမှာဒီဂရီပြည့်လာသည့်ထီအောင်တင်ကြည့်ကိုယ်ပေါ်မှာထားတဲ့စိတ်ဓာတ်မိတ်ဆွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးတာမန်ပုဂ္ဂိုလ်တူပေါ်မှာထားနိုင်မလားလို့ဆိုတဲ့ဒီလိုစမ်းသပ်ပြီးတော့တိုးပွားလောက်အောင်လေ့ကျင့်ပေးလိုက်တဲ့အခါနောက်ဆုံးမှာနံပါတ်1နံပါတ်2နံပါတ်3ဟာရွှေသားရွှေပြား3ချက်တစ်ဆက်တည်းလို့ဖြစ်သွားတယ်
ကွဲပြားခြားနားမှုမရှိဘူးဒီဂရီချင်းတူသွားပြီကိုယ်ပေါ်မှာထားတဲ့မေတ္တာမိတ်ဆွေပေါ်မှာထားတဲ့မေတ္တာကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့မေတ္တာလို့ဆိုရင်ဒီမေတ္တာ3ရပ်ကွဲပြားခြားနားမှုမရှိတော့ဘူးဆိုရင်1 2 3အောင်သွားပြီဘာကြံတော့ဆိုရင်နံပါတ်4အဲ့ဒီနံပါတ်4ပေါ်ကိုဒီစိတ်ဓာတ်ကိုပြောင်းရွှေ့ပြီးတော့တင်ကြည့်လိုက်တဲ့အခါကျရန်သူပေါ်မှာမေတ္တာထားဖို့ဆိုတာအလွန်ခဲနေသူ့ပေါ်မှာမေတ္တာထားဖို့ခဲနေဘာဖြစ်လို့လဲဆိုရင်မုန်းတိစိတ်တွေကရှိနေတာအဲ့တော့အဲ့ဒီမုန်းတိစိတ်တွေပျောက်သွားသည့်ထိအောင်တင်ကြည့်တဲ့အခါမအောင်မြင်လို့တင်လိုက်ချော်ထွက်သွားလိုက်တင်လိုက်ချော်ထွက်သွားလိုက်စိတ်မပြတ်နဲ့ဒီခံခြင်းခွင့်လွှတ်ခြင်းဆိုတာတွေနဲ့ပံ့ပိုးပေးပြီးနောက်ဆုံးပေါ်မှာသူ့ပေါ်မှာမေတ္တာပြိုးလို့ရအောင်ကြိုးစားမေတ္တာပြိုးလို့ရသည့်ထိအောင်ကြိုးစားရင်းကနေတဖြည်းဖြည်းမေတ္တာဒီဂရီကိုမြင့်ပေးလိုက်တဲ့အခါမှာ1 2 3 4ဟာရွှေသားတစ်ချက်ထဲလို့ရွှေပြားတစ်ချက်ထဲလို့ဖြစ်သွားအောင်ကြိုးစားအထောက်အောင်ဒီလိုဆိုလို့နော်1 2 3 4ဟာကွဲပြားခြားနားမှုမရှိတော့ဘူးမိမိကိုယ်တိုင်ဆိုတဲ့နံပါတ်1ကိုယ့်ရဲ့မိတ်ဆွေဆိုတဲ့နံပါတ်2တာမန်ပုဂ္ဂိုလ်တူတယောက်ဆိုတဲ့နံပါတ်3ကိုယ်နဲ့မတည့်သူလို့ဆိုတဲ့နံပါတ်4ဒီကွဲပြားခြားနားမှုတွေဟာလုံးဝမထင်တော့ပဲနဲ့တခုတည်းအသွင်ဆောင်သွားပြီဆိုရင်ကိုယ့်ရဲ့မေတ္တာစိတ်ဓာတ်အောင်မြင်သွားပြီလို့ဒီလိုပြောအဲ့ဒါလို့စမ်းသပ်ပြီးတော့မေတ္တာတရားကိုတည်ဆောက်နိုင်ရမယ်တဲ့အဲ့ဒါတာမန်နဲ့တော့လွယ်ကူမှာတော့မဟုတ်ဘူးသို့တော့မဖြစ်နိုင်တာကိုပြောတာလည်းမဟုတ်ဘူးကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တွေအောင်မြင်ကြီးပွားသွားတာမျိုးတွေအောင်မြင်တဲ့အနေအထားမျိုးရသွားတာရှိတယ်ဒါကြောင့်မို့အလုံးဘုရားဘာသာဝင်တွေသိကြတဲ့ပရိကြီး17တုပ်ထဲမှာပါတယ်ခန္ဓာတုပ်မှာကြည့်မေတ္တာပွားပုံလေးတစ်ခုသဗ္ဗေဘဒ္ဒရာနိပတ္တန္တုမာကင်စီပပမာကမအဓိပ္ပာယ်ကဘာလို့ဆိုရင်ဘယ်သူမဆိုအကောင်းနဲ့ပဲကြုံတွေ့ကြပါစေဘယ်သူမဆိုကောင်းတာနဲ့ပဲကြုံတွေ့ကြပါစေသဗ္ဗေဘဒ္ဒရာနိပတ္တန္တုအကောင်းကိုသာတွေ့ကြပါစေမာကင်စီပပမာကမဘယ်သူအပေါ်မှာမကောင်းတာမဖြစ်ပါစေနဲ့အလုံးအစဉ်ပြေကြပါစေအလုံးဟာအောင်မြင်ကြီးပွားကြပါစေဘယ်သူမှအရှုံးမထွက်ပါစေနဲ့အလုံးကဘာသူကဘာသားအလုံးပေါ်မှာစိတ်ကိုတင်ကြည့်ပြီးတော့မေတ္တာတရားနဲ့လွှမ်းခြုံကြည့်ရအဲ့လိုလို့အဲ့ဒီနည်းနဲ့လဲလုံးလို့ရတယ်နောက်တစ်ခုကဘာကြီးမှာဒီကနေ့ရေးနေတဲ့ channel တွေသတင်းတွေတယ်လီဗီရှင်းတွေရေဒီယိုတွေကလာနေတဲ့ကမ္ဘာသတင်းတွေကြည့်လိုက်အမုန်းတရားတွေခြေခံပြီးတော့တပ်ဖြတ်နေကြတာတွေအများကြီးရှိစစ်ပွဲဖြစ်နေတဲ့နိုင်ငံတွေတပ်ဖြတ်နေကြတယ်အဲ့ဒါတွေကြတော့အာယုပြုကြည့်လိုက်ပြီးတော့နေညမညတဒုက္ခမိတ်ဆေယတယောက်တယောက်ဆင်းရဲတာကိုမလိုလားကြပါစေနဲ့တဦးနဲ့တဦးဆင်းရဲအောင်မလုပ်ကြပါစေနဲ့ဆိုတဲ့ဒီမေတ္တာတရားနဲ့လွှမ်းခြုံပြီးတော့ပို့ပေးရမေတ္တာပို့တယ်ဆိုတာလူတွေကတော့ထင်ကြတယ်မေတ္တာပို့ရင်မေတ္တာသူ့စီရောက်သွားတယ်လို့ဒီလိုအောင်းမေ့ကြမဟုတ်ဘူးကိုယ်နှလုံးသားထဲမှာငြိမ်းချမ်းမှုအမုန်းတရားကင်းအောင်လုပ်ခံခြင်းဖြစ်တယ်ကိုယ်နှလုံးသားထဲကအမုန်းတရားကင်းသွားတာနဲ့တပြိုင်နက်ပတ်ဝန်းကျင်ရဲ့မေတ္တာကူးစက်မှုဆိုတာလေသဘာဝအားလျော်စွာဖြစ်ပေါ် reaction ဆိုတဲ့သဘာဝတရားအရာတုံ့ပြန်မှုလေးတွေတော့ရှိတာအလုံးနေညမညတဒုက္ခမေစေယတူကိုတူကဆင်းရဲအောင်မလုပ်ကြပါစေနဲ့နာပရောပရဏိကုဝေထတူတူမလိမ်မညာကြပါစေနဲ့ဒီမေတ္တာလေးတွေပို့နာတိမေညိထကတ္တစိနာကေစိဗျာရောတနာပฏิကတင်ညနေညမညတဒုက္ခမေစေယတူတူမုန်းတရားတွေနဲ့
မဆက်ဆံကြပါစေနဲ့မုန်းတီးတဲ့စိတ်တွေမထားကြပါစေနဲ့ဟောတယ်လို့လောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့မိမိရဲ့မေတ္တာကိုလူတိုင်းကလွှမ်းခြုံနိုင်အောင်ကြိုးစားသွားကြမယ်ဆိုလို့ရှိရင်လူတိုင်းရဲ့ရင်ထဲမှာအမုန်းတရားတွေပျောက်ကင်းသွားမှာသိချရတယ်ပေါ့အဲ့ဒါလို့အမုန်းတရားတွေပျောက်ကင်းလို့မေတ္တာလွှမ်းခြုံထားမယ်ဆိုလို့ရှိရင်ခုနလိုကွဲပြားခြားနားမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ပြဿနာတွေဆိုတာမရှိနိုင်တော့နော်ပြဿနာတွေဆိုတာမရှိနိုင်တော့ဘူးအမှန်တမ်းငြိမ်းချမ်းတဲ့ကဘာတစ်ခုဖန်တီးလောက်ကင်နိုင်မှာဖြစ်တယ်ပေါ့မေတ္တာဘာဝနာပွားခြင်းဖြင့်နံပါတ်1မိမိရဲ့ရင်နဲ့နှလုံးထဲမှာဒီမေတ္တာတရားကိုတည်ဆောက်ပေးခြင်းအပြင်မိမိကိုယ်တိုင်ရရှိလာမဲ့အကျိုးတရားတွေကလည်းအလုံးတန်ဖိုးရှိအလုံးပတ်ဝန်းကျင်နဲ့ဆက်ဆံရေးပြေလည်လာပြီးကဘာကြီးတစ်ခုလုံးငြိမ်းချမ်းပြီးတော့မေတ္တာခြုံမလုံးတယ်လို့ဆိုတဲ့အတိုင်းလောကကြီးတစ်ခုလုံးဟာမိမိကဘု து ရဲ့ယံသူမမဟုတ်တာမိမိကဘု து ရဲ့ယံသူမမဟုတ်ရင်မိမိမှာယံသူမရှိဘူးနဲသွားနိုင်တယ်လို့သူတို့ဆိုလို့သို့တော့အရေးကြီးတာကကိုကတစ်ဖက်သားရဲ့ယံသူမဟုတ်ဖို့ကအရေးကြီးတယ်ကိုယံသူရှိတာမရှိတာဟာကိုကြောင့်ရှိတာမဟုတ်ဘူးတစ်ဖက်သားကြောင့်ရှိတာကိုကသူ့ယံသူမဖြစ်ဖို့ပဲအရေးကြီးတယ်သူကကိုယံသူဖြစ်တာသူနဲ့သာဆိုင်တယ်ပေါ့အဲ့တော့ကိုဘက်ကကိုကသူ့ရဲ့ယံသူမဖြစ်ဖို့အရေးကြီးကိုစီဘသူရဲ့ယံသူမှမဖြစ်ဘူးအလုံးရဲ့မိတ်ဆွေသာဖြစ်ရကျန်တဲ့လူတွေကကိုယံသူဖြစ်ခြင်းဖြစ်မယ်ကိစ္စမရှိဘူးကိုကတိခတ်ခြင်းခွင့်လွှတ်ခြင်းဖြင့်မေတ္တာမပြတ်နေမယ်ဆိုလို့ရှိရင်ကိုဘက်ကမေတ္တာခြုံထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့မေတ္တာခြုံထားပြီးတော့ကိုယ့်ဘက်ကရင်နဲ့နှလုံးထဲမှာမေတ္တာတရားကိုပွားများအားထုတ်ထားမယ်ဆိုလို့ရှိရင်မေတ္တာတရားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်မှာကြီးမားလာတဲ့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာမှာဖြစ်တယ်ကြီးမားလာတဲ့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာလူတိုင်းဟာမေတ္တာပွားမယ်ဆိုရင်တကဘာလုံးမှာရှိကြတဲ့တရားဝါတွေရောအလုံးတတ္တလောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းသာယာပြီးပြဿနာတွေကင်းသွားနိုင်တယ်။သို့တော့လူအ ਨੇ စုကသာမေတ္တာပွားပြီးလူအများစုကဒေါသအာဃာတတွေမုန်းတိမှုရှိနေတယ်ဆိုရင်ကဘာကြီးဟာငြိမ်းချမ်းအောင်မှာမဟုတ်သေးဘူးပေါ့။တဦးနဲ့တဦးတဖြည်းဖြည်းလူသားတွေဟာတိုးချက်ပြီးတော့မေတ္တာပွားသွားနိုင်ကြမယ်တရားကွယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးမေတ္တာထားနိုင်ကြမယ်တမြို့နယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးမေတ္တာထားကြမယ်တတိုင်းပြည်မှာရှိတဲ့ပုဂ္ဂိုလ်တွေတိုင်းဒေသတစ်ခုမှာရှိတဲ့ပုဂ္ဂိုလ်တွေပြည်နယ်တစ်ခုမှာရှိတဲ့ပုဂ္ဂိုလ်တွေမေတ္တာထားတနိုင်ငံလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေမေတ္တာထားတကမ္ဘာလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေကမေတ္တာပွားလာကြမယ်ဆိုလို့ရှိရင်တော့ကဘာကြီးကငြိမ်းချမ်းမှုပြေဝရလာမှာဖြစ်တယ်။အဲ့ဒါလိုရောဖြစ်နိုင်သလားလို့ဆိုတာကြပါဖြစ်ဖို့အလွန်ခဲရင်းတယ်ပေါ့။သို့တော့ကိုယ်တိုင်ကတော့ဖြစ်အောင်ကြိုးစားကိုယ်တိုင်ကဖြစ်နိုင်သလားဆိုရင်ဖြစ်နိုင်တခြားသူတွေဖြစ်တာမဖြစ်တာကိုယ်နဲ့သက်ဆိုင်ခြင်းမရှိဘူးမိမိကိုယ်တိုင်ဖြစ်အောင်ကြိုးစားအဲ့ဒါလိုကြိုးစားပွားများအထောက်ခြင်းဖြင့်ကိုယ့်ရဲ့ရင်ထဲနှလုံးမှာတဲမှာရှိတဲ့ဒေါသဆိုတဲ့ယန္တုဟာကိုယ်မှာတော့ကျင်းသွားတော့အဲ့ဒီဒေါသကဒုက္ခပေးတာနဲ့ပြင်ဘက်ကပုဂ္ဂိုလ်ယန္တုကဒုက္ခပေးတာဒုက္ခ2မျိုးရှိယန္တု2မျိုးရှိတယ်လို့မှတ်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ဒေါသဆိုတဲ့ယန္တုက1မျိုးကိုယ်ပေါ်မှာမလုံးမုန်းတာဖြစ်နေတဲ့ပုဂ္ဂိုလ်ကယန္တုက1မျိုးအပြင်ယန္တုက1မျိုးအဲ့ဒါလို့ယန္တု2မျိုးရှိတဲ့ထင်ပဲဘယ်ယန္တုကိုပို့ပြီးတော့တတိထားရတယ်လဲဘယ်ယန္တုကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လဲစဉ်းစားကြည့်အပြင်ဘက်ကလူပုဂ္ဂိုလ်ဆိုတဲ့ယန္တုဟာကိုယ့်ကိုလှုပ်ချင်မှလှုပ်နိုင်အခွင့်အရေးတွေအများကြီးတာမှသူဟာကိုယ့်ကိုဒုက္ခပေးလို့ရတယ်အလွယ်တကူနဲ့ကိုယ့်ကိုဒုက္ခပေးလို့မရဘူး
သူ့အတွက်အလွန်အမင်းကြီးစိုးရိမ်စရာမရှိဘူးအလွယ်တကူကိုယ့်ကိုဒုက္ခပေးနိုင်တာကိုယ်နှလုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ရန်သူကတော့ကိုယ့်ကိုအချိန်မရွေးဒုက္ခပေးအိမ်နေရင်လည်းဒုက္ခပေးမှာပဲအိမ်ထဲနေရင်လည်းဒုက္ခပေးမှာပဲစားနေရင်လည်းဒုက္ခပေးမှာသူကကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်နေတဲ့ရန်သူလို့ခေါ်တယ်ခုနကအပြင်ရန်သူကကိုယ့်ကိုဒုက္ခပေးမယ်ဆိုရင်အများဆုံးဟာဒီဘဝမှာကိုယ်အသက်သေးသွားအောင်သူကလုံနိုင်တယ်အများဆုံးလုံနိုင်တာကိုယ်သေးအောင်ကိုယ်ကိုတတ်နိုင်တယ်ဒါအများဆုံးကိုယ်ကျိုးပဲ့သွားအောင်လုံနိုင်တယ်ကိုယ်စီးပွားတွေပြတ်သွားအောင်လုံနိုင်တယ်ကိုယ်ဒုက္ခရောက်အောင်လုံနိုင်တယ်ဒီအတိုင်းတာတစ်ခုပဲရှိတယ်ကိုယ်ရင်ထဲမှာရှိတဲ့ဒေါသဆိုတဲ့အမုန်းရန်သူကြတော့တေဒီချမ်းမဲ၌အပင်ငရဲကိုပုတ်ပြစ်မယ်အပေါ်ငရဲရောက်တဲ့အခါအမုန်းတရားတွေဟာထပ်ပွားလာလို့ငရဲမှာရှိကြစွာခံရမယ်အဲ့ဒီကနေလွတ်လာတဲ့အခါတိရစ္ဆာန်ဘဝရောက်မယ်အမုန်းတရားတွေနဲ့အချင်းချင်းနှိပ်စက်တာမျိုးဖြစ်မယ်အဲ့ဒီကနေပြီးတိတ်တာဘဝရောက်မယ်အဲ့ဒီကနေသက်တာခွင့်ရလို့လူဘဝရောက်လာလို့ရှင်အယုတ်ဆိုးအချီးတန်ဖြစ်လာယောဂဝေဒနာများတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်မလှမပတွေဖြစ်လာဟောဒုက္ခပေးလိုက်တာဟာတဘဝတည်းမကဘူးငရဲချပစ်တာလဲသူပဲပြိတ္တာဘဝရောက်အောင်လုပ်တာလဲသူပဲတိရစ္ဆာန်ဖြစ်အောင်လဲလုပ်တာသူပဲလူဘဝရောက်လို့ရှိရင်လည်းအယုတ်ဆိုးအချီးတန်ဖြစ်အောင်လုပ်လိုက်တာလဲသူပဲရှင်တွေကအမုန်းရန်သူဟာပို့ပြီးတော့ဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့သူ့ကိုအရင်ရှင်းနိုင်ဖို့အရေးကြီးတယ်သူနဲ့ပြင်ပကပုဂ္ဂိုလ်ရန်သူနှစ်ဦးရှင်းလိုက်လို့ရှိရင်ပြင်ပကပုဂ္ဂိုလ်ရန်သူကဒုက္ခပေးနိုင်တာအနည်းငယ်မျှတာရှိတယ်အတွင်းရန်သူဖြစ်တဲ့အမုန်းတရားကဒုက္ခပေးတာအလွန်ကြီးမားတယ်လို့ဒီလိုမှတ်သားဟောဒါကြောင့်မို့လို့မိမိရဲ့တဏ္ဍာမှာမေတ္တာတရားတည်ဆောက်ဖို့ကပိုအရေးကြီးတယ်လူတိုင်းမေတ္တာတရားတည်ဆောက်ခြင်းအပြင်မိမိမေတ္တာရဲ့အစွမ်းသက်ရောက်မှုဟာအများထဲမှာနော်မြစ်ထဲကရေတစ်စက်ပဲဖြစ်စေကိုယ့်ရဲ့မေတ္တာသက်ရောက်မှုဟာကောင်းကျိုးချမ်းသာကိုမိမိကိုယ်တိုင်ကိုတော့ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေမှသိကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအင်္ဂုတ္တရနိကေလာတဲ့မေတ္တာနိတန္တမေတ္တာသုတ်တဆိုတဲ့ထဲမှာမြတ်စွာဘုရားကဘယ်ပုံဟောလဲယဟန်တွေကိုတိုက်တွန်းပြီးတပိတာဝကတွေကိုတိုက်တွန်းနှိုးဆော်ပြီးတော့မြတ်စွာဘုရားဟောတဲ့တရားမေတ္တာယဘိက္ခွေစေတောဝိမု ക്തി ယအာတိဝိတာယဘာဝိတာယလို့အစချီပြီးတော့မြတ်စွာဘုရားကမေတ္တာရဲ့အကျိုးတွေကိုဧကာဒတအာနိတန္တာပါတိခင်္ခာတဲ့စေတောဝိမု ക്തി လို့ဆိုတဲ့ဒေါသကလွတ်မြောက်တဲ့ဒေါသကလွတ်သွားတဲ့မေတ္တာတရားကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်တဲ့လုပ်တဲ့ပုဂ္ဂိုလ်ဟာအလဟတမဖြစ်ပါဘူးနော်ကိုမေတ္တာပွားသည့်အတွက်ကြောင့်တစ်ဖက်သားတွေငြိမ်းချမ်းမှုရသည်ဖြစ်စေမရသည်ဖြစ်စေမိမိအတွက်ကတော့ကြီးမားသောအကျိုးကျေးဇူးတွေကိုရပါတယ်မြတ်စွာဘုရားဒီလိုဟောအဲ့ဒီမှာမေတ္တာဆိုတာကိုစေတောဝိမု ക്തി အမုန်းကလွတ်ကင်းသွားသည့်ထိအောင်ပွားနိုင်ရမယ်ခုနပြောတဲ့နံပါတ်1 2 3 4တပြေးညီဖြစ်သွားအောင်တစ်ပေါ်မှာစိတ်ထားတလို့2နဲ့3 4ပေါ်မှာလဲစိတ်ထားတူညီတဲ့စိတ်ထားနိုင်အောင်အမုန်းတရားတွေလုံးဝရင်ထဲကနေကင်းစင်သွားတော့အမုန်းတရားတွေကစိတ်ကလေးလွတ်မြောက်သွားသည့်ထိအောင်မေတ္တာတရားကိုပွားရမယ်တဲ့အဲ့ဒါကိုမေတ္တာစေတောဝိမု ക്തി လို့ခေါ်အဲ့ဒီမေတ္တာစေတောဝိမု ക്തി ဆိုတာဇံရသည့်ထိအောင်ပွားတဲ့မေတ္တာမျိုးကိုဆိုလို့တယ်တမ္မာမေတ္တာပို့တဲ့အပို့မျိုးမဟုတ်ဘူးခိုင်မာတဲ့မေတ္တာမျိုးပြောတာခိုင်မာတဲ့စိတ်ဓာတ်မေတ္တာစိတ်ဓာတ်ဘလောက်ထိအောင်ထားနိုင်တယ်လဲဆိုတဲ့ကြံ့ခိုင်တဲ့မေတ္တာစိတ်ဓာတ်အာတိဝိတတလီတစားလုံးမယ်ဘာဝိတကိုယ့်ရဲ့ရင်ထဲမှာဖြစ်အောင်လုပ်မယ်ဘုဟုလိကတချိန်အချိန်ဖန်များစွာလုပ်မယ်ဆိုရင်
တစ်ဆက်တစ်မျိုးသောအကျိုးအာနိသင်တွေကိုရရှိခံစားနိုင်တယ်လို့ဒါလိုဆိုတယ်အဲ့ဒီမှာမေတ္တာကိုဘယ်လောက်ထိအောင်အသုံးပြုတယ်လဲလို့ဆိုရင်မေတ္တာတရားဒီကိုယ့်အတွက်စီးเสียရင်တစ်ဖွဲ့ဖြစ်တယ်လူတွေကခရီးသွားတဲ့အခါမှာဒီကနေ့ခေတ်မှာကားစီးပြီးတော့ကိုယ်ကားလေးနဲ့ကိုယ်သွားကြသလိုသွားရနေရဘယ်မှာပဲသွားမေတ္တာဆိုတဲ့စိတ်နှလုံးမှာမေတ္တာဆိုတဲ့တရားလေးကိုယ့်ရဲ့စီးရင်သဘောမေတ္တာလေးနဲ့ပဲသွားနေတယ်သွားရမှလည်းမေတ္တာနဲ့ပဲသွားတယ်ကိုယ်စီးတဲ့ရင်တစ်ဖွဲကားရင်တစ်ဖွဲအသုံးချတယ်ကာယတပွဲတုံးချသလိုမေတ္တာဟာဥပမာပဲကိုယ့်ရဲ့မိတ်ဆွေပေါ်မှာမေတ္တာထားကြနာလားကိုယ်နဲ့မသိတဲ့အပေါ်မှာမေတ္တာထားကြနာလားကိုယ့်ရဲ့ရန်သူပေါ်မှာမေတ္တာထားကြနာလားဘယ်ဘက်ကိုဥလက်ပေးလိုက်ကားလေးဟာဘယ်ဘက်လက်မောင်းလမ်းရှိတဲ့နေရာသွားတာအဲ့ဒါလိုပဲကိုယ့်ရဲ့မေတ္တာဟာကိုယ်အသုံးပြုတဲ့ယင်လိုပဲဘယ်ဘက်ကိုဥလက်ရောက်သွားနိုင်တဲ့အနေအထားမျိုးဖြစ်အောင်လုပ်တာယာနိကတရင်တဖွယ်ဖြစ်အောင်မေတ္တာကိုပွားတဲ့ဝဋ္ထုကတမေတ္တာပေါ်မှာကိုယ့်ရဲ့ယတ္တိယ ground အခြေခံအမာခံကြီးတစ်ခုဖြစ်အောင်ပွားအနုဋ္ဌိတဆိုမေတ္တာကိုအခိုင်အမာတည်ဆောက်တာပရိစိတမေတ္တာကိုပဲအမြဲတမ်းလေ့ကျင့်ထားတယ်မေတ္တာကိုလေ့ကျင့်ထားသည့်အတွက်ကြောင့်အမုန်းတရားကိုဟန့်တားထားနိုင်တယ်သုတမရတ္ထမေတ္တာပေါ်မှာအချိန်များစွာကြိုးပမ်းအားထုတ်ထားပြီဆိုလို့ရှိရင်တဲ့မေတ္တာရဲ့အကျိုးကျေးဇူးဟာ7မျိုးထိအောင်ရရှိနိုင်တယ်လို့ဟောတယ်လို့မြတ်စွာဘုရားမေတ္တာရဲ့အကျိုးကျေးဇူးကိုယ်ပိုင်ရနိုင်တဲ့အကျိုးကျေးဇူးတွေဟာကိုယ်နဲ့သက်ဆိုင်တဲ့အကျိုးကျေးဇူးတွေမြတ်စွာဘုရားရှင်းပြနံပါတ်1ကဘာလို့ဆိုရင်ဒုက္ခံသုပတိမေတ္တာနှလုံးသားရဲ့ပိုင်ရှင်ဟာအိတ်တဲ့အခါမှာချမ်းသာတာအိတ်ပျော်တယ်အေးမေတ္တာပြတ်နေပြီဆိုလို့ရှိရင်ချမ်းသာတာအိတ်ပျော်ဖို့မရှိနိုင်ဘူးချမ်းသာတာအိတ်ပျော်မှုကိုဖြစ်ချင်တယ်ချမ်းသာတာအိတ်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်မေတ္တာနှလုံးသားနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်ချမ်းသာတာအိတ်ရတယ်လို့နံပါတ်1အကျိုးကချမ်းသာတာအိတ်ရမှာနိုးတယ်အချို့ကြတော့နိုးလာတဲ့အခါလဲပြူပြဲတယ်နော်ဟိုချမ်းသာတာအိပ်ရတဲ့အချိန်လေးမှာပဲဟိုအိတ်ကောင်းခြင်းမအိပ်ရနိုးလာတဲ့အခါမှာလဲစိတ်တည်ငြိမ်မှုကိုမရမေတ္တာနှလုံးသားပိုင်ရှင်ကြတော့အိတ်တော်လဲနှစ်ချိုက်အိပ်ပျော်လာတဲ့အခါမှာလဲလန်းဆန်းနဲ့ဒီလိုနိုးလာတာအိတ်နေတဲ့အချိန်မှာလဲနံပါတ်3ကနပါပကံသူပိနံပတ္တတိအိမ်မဲ့ဆိုးတွေမမဲ့ဘူးမေတ္တာလေးဟင်းနေတဲ့နှလုံးသားပိုင်ရှင်တွေဟာအိတ်တဲ့အခါအိမ်မောကျသွားတာအိပ်ပျော်သွားတာနဲ့တပြိုင်နက်ကြားနဲ့တွေ့ရတာတို့ဆင်နဲ့တွေ့ရတာတို့ရန်သူနဲ့တွေ့ရတာတို့မောလို့ပန်းတို့အိပ်ပျော်နေတဲ့အတွင်းမှာတောင်တိုက်ခိုက်နေရတဲ့ဟာမျိုးတွေကြုံရတတ်တယ်လန့်ဖြန့်နေရတာမျိုးတွေနဲ့ကြုံရတတ်တယ်အိမ်မဲ့ဆိုးတွေမေတ္တာတဲ့မေတ္တာမရှိဘူးမေတ္တာပွားများအားထုတ်မယ်ဆိုရင်အိမ်မက်ဆိုးတွေလည်းကျင်းသွားတယ်နှစ်ချိုက်အိပ်ပျော်ပြီးတော့အိမ်မက်ဆိုးတွေမမက်ဘူးအလွန်နှစ်ချိုက်စရာကောင်းတဲ့အိမ်မက်ကောင်းကလေးတွေလှပပလေးတွေမက်ပြီးတော့နိုးလာတဲ့အခါမှာလည်းကြီးလင်းဒီလိုဖြစ်တယ်လို့ဒီလိုဆိုအဲ့ဒါတင်လားလို့ဆိုမေတ္တာနှလုံးသားပိုင်ရှင်ဟာမနုဿာနံပိယောတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေကိုယ်နဲ့ဆုံစည်းတဲ့ပုဂ္ဂိုလ်တွေအားလုံးကကိုယ့်ပေါ်မှာချစ်ခင်လာကြတယ်ဘာဖြစ်လို့ချစ်ခင်လို့ဆိုရင်မေတ္တာနှလုံးသားပိုင်ရှင်ရဲ့မျက်နာတို့ပြောတာဆိုတာတို့သွားတာလာတာတို့ကအစတစ်ဖက်သားမှာကျေနပ်เสียရဖြစ်လာသူမျက်နာရဲ့ကြည်လင်အေးချမ်းမှုကိုကြည့်ပြီးကြံတဲ့ပုဂ္ဂိုလ်တွေဟာလည်းသူ့ရဲ့အပြုံးကြောင့်ကြံတဲ့ပုဂ္ဂိုလ်တွေကလည်းခင်မင်သွားကြတယ်ဒီလိုဆိုလိုတာပေါ့နော်အေးတချို့ကြတော့မေတ္တာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဈေးရောက်တဲ့အခါကြည့်လေဈေးရောက်တဲ့အခါမှာဈေးဝယ်လာတဲ့လူမေတ္တာထားနိုင်တဲ့လူနဲ့မထားတဲ့လူဟာအလုံးကွာခြားမေတ္တာထားတဲ့ပုဂ္ဂိုလ်ရဲ့ဈ
စီမလာဝယ်ရတဲ့ပုဂ္ဂိုလ်ဟာတစ်ခါကနှစ်ခါလာခြင်းလားအဲ့ဒါလို့ဖော်ရွေတာတို့ဆက်ဆံတာတို့ဆိုတာအမုန်းကင်းစင်တဲ့ပုဂ္ဂိုလ်ရဲ့ပဂတိကြည်လင်တဲ့မျက်နှာထားမှာပေါ်လာတတ်တယ်တဲ့ဒါကြောင့်မို့လို့လူများစုကချစ်ခင်တယ်အေးကိုမမြင်ရတဲ့တရားတွေလို့ဆိုတဲ့လူမဟုတ်တဲ့တရားတွေကလည်းကိုယ့်ပေါ်မှာချစ်ခင်ကြတယ်တဲ့ဟောနံပါတ်5အနေနဲ့ကိုယ့်ပေါ်မှာချစ်ခင်ရုံနဲ့မကဘူးဒေဝတာရက်ခန္တိကိုမမြင်ရတဲ့နတ်တွေကလည်းကိုယ့်ကိုစောင့်ရှောက်တယ်လို့ဆိုတာဘေးရန်အန္တရာယ်တွေမကြရအောင်တခုခုနဲ့တတိပေးလေးရှိကြတယ်တတိပေးလေးရှိရတယ်မသွားတဲ့နေရာမသွားဘူးမလုပ်တဲ့နာမလုပ်ဖို့ဆိုတာအိမ်မက်လိုဘာလိုကိုယ့်ကိုကူညီစောင့်ရှောက်ပေးတယ်အန္တရာယ်ကြုံမှဆိုရင်မကြုံရအောင်ထိမ့်သိမ်းစောင့်ရှောက်ပေးတယ်ကူညီတယ်ဆောင်ရွက်တယ်အိမ်နာနေချင်းမေတ္တာရှိပြီဆိုရင်ကိုခရီးသွားလို့အိမ်တကားပိတ်ထားတောင်အိမ်နာနေချင်းတွေကကြည်ပေးတယ်ဆိုတာလို့နတ်တွေကကိုယ့်ကိုကူညီစောင့်ရှောက်ပေးထားတယ်ဒီလိုပြောတာနော်နမခွန်အနေနဲ့ရနိုင်တဲ့အကျိုးကျေးဇူးတစ်ခုကဘာတော့လို့ဆိုလို့ရှိရင်မေတ္တာနှလုံးသားပိုင်ရှင်မိဘနဲ့တွေ့လဲမီးလောင်မခံရဘူးအစိတ်စားမိလို့ရှိရင်လည်းသူဟာအစိတ်မတက်ဘူးတစ်ဖက်သားကပြစ်လိုက်တဲ့လက်နဲ့တွေလည်းသူ့ကိုထိမှန်ခြင်းမရှိဘူးလို့လက်နဲ့တို့အစိတ်တို့မီးတို့ဆိုတာသူ့ခန္ဓာကိုယ်ကိုရောက်ရှိပြီးတော့မလာဘူးမေတ္တာရဲ့စွမ်းတတ္တိကြောင့်မို့လို့လက်နဲ့ဟာလည်းသူ့ပေါ်မှာစူဝင်သွားတာမရှိဘူးမီးကလည်းသူ့ကိုလောင်နိုင်စွာမရှိဘူးအစိတ်ကလည်းသူစားမိအောင်တော့သူ့ရဲ့သွေးသားကိုဒုက္ခမပေးဘူးလို့ဆိုတယ်မေတ္တာနှလုံးသားပိုင်ရှင်မှာအဲ့ဒါလိုအကျိုးကျေးဇူးတွေကိုလည်းရရှိနိုင်တယ်လို့ဒီလိုဆိုတယ်နံပါတ်၈ကျတော့တုဝတ္တံစိတ်တံသမာဓိယတိမေတ္တာအလေးချင်းလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ဓာတ်တည်ငြိမ်မှုလင်းလင်းမြန်မြန်ရရှိနိုင်တယ်သမာဓိစွမ်းအားတွေပိုကောင်းလာနိုင်တယ်စိတ်ဓာတ်တည်ငြိမ်မှုတွေထက်မြက်လာတယ်ဒီလိုဆိုလို့တယ်နံပါတ်9အကျိုးမျိုးကြတော့ဘာတော့မုခဝဏောပတိရတိမေတ္တာနှလုံးသားရဲ့ပိုင်ရှင်ရဲ့မျက်နှာအဆင်းဟာအမြဲတမ်းကြည်လင်အေးချမ်းနေတယ်ဆိုရယ်မျက်နှာပိုင်ရှင်ဖြစ်တယ်နောက်ဆုံးအချိန်ရောက်လာတဲ့အခါမှာဒီနံပါတ်10ကျတော့အတ္တမုံသောကာလံကရောတိသေတဲ့အခါမှာလည်းပဲယုံကံလှုပ်ရှားပြီးတော့အော်ဟစ်ညည်းညူပြီးတရားရမလို့မဟုတ်ပဲနဲ့အိပ်ပျော်သွားတယ်လို့သေဆုံးသွားတာမျိုးတွေးဝေပြီးတော့မတရားပဲနဲ့စိတ်နှလုံးကအေးချမ်းစွာနဲ့စကားတပြောပြောနဲ့အိပ်ပျော်သွားတယ်လို့သေဆုံးသွားတာမျိုးဖြစ်တယ်အင်မတန်မှမေတ္တာရဲ့အကျိုးတွေရှိတယ်နံပါတ်17ကျတော့အဲ့ဒီမေတ္တာတရားကိုအခြေခံပြီးတော့ဝိပဿနာတရားအားထုတ်မယ်အားထုတ်လို့အထက်မဲ့ဖို့တွေမရောက်ဘူးဆိုတော့မေတ္တာတရားအခြေခံပွားများထားတဲ့ပုဂ္ဂိုလ်တယောက်မေတ္တာနှလုံးသားပိုင်ရှင်ဟာဆန်းဆိုတဲ့တမာတိစွမ်းအားတွေရခြင်းကြောင့်သူဟာသေတဲ့အခါမှာလူပြေနတ်ပြေကိုကြော်ဖြတ်ပြီးတော့သက်တမ်းရှိကြတဲ့ဗြဟ္မပြေမှာဗြဟ္မာသွားဖြစ်နိုင်သေးတယ်လို့ဟောတယ်လို့ဆိုတာနော်ညင်ဆုံးအကျိုးအဲ့ဒါလောက်ထိအောင်အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့မြတ်စွာဘုရားကဒီလိုမေတ္တာရဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီကနေ့ပူလောင်ပြီးတော့လူတွေရဲ့အတွင်းမှာငြိမ်းချမ်းမှုတွေဆုံးရှုံးနေတဲ့ဒီကနေ့ကဘာမှာမေတ္တာတရားဟာအလိုအဆုံးသောတရားဖြစ်တဲ့အတွက်ကြောင့်လူတိုင်းရဲ့နှလုံးသားထဲမှာမေတ္တာရောက်အောင်အားလုံးမရောက်နိုင်လို့ရှိရင်မိမိတို့ရဲ့အသီးသီးရဲ့နှလုံးသားထဲမှာမေတ္တာတရားရောက်အောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးတော့မေတ္တာတရားကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချ
ချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း